ဒီ product ကိုတိတိကျကျသိကြလို့ Shelly ကိုယ်တိုင်စမ်းသုံးနေရတလားရှိပြီပေါ့နော် glow ပါတယ်ဆိုပြီးတော့တော်တော်ကိုနာမည်ကြီးနေတဲ့ဒီ CO hair ဆိုရဲ့ product တွေကို Shelly ကဒီမှာအသေးစိတ်အကုန်လုံးပြပြပေးသားမယ်ပေါ့နော်ကဲအရင်ဆုံးဒီ toner pad လေးကိုပြပြမယ်ပေါ့နော်သူကလေပုံမှန် exfoliate pad တွေလိုမျိုးဒီမျက်နှာပေါ်မှာအနှံ့လိုက်ပုတ်ပြီးတော့ကြီးပြောင်သွားရုံတခုတည်းမဟုတ်ဘူးဒီ toner pad ရဲ့သူ့ရဲ့ရည်ရွယ်ချက်ကသူက toner လိုလဲသုံးလို့ရတယ် essence လိုလဲသုံးလို့ရတယ်ပြီးတော့နောက်တစ်ခု sheet mask လိုမျိုးပေါ့နော်အကြာကြီးအဲ့လိုမျိုးကတ်ထားပြီးတော့ပုံမှန် sheet mask တွေဆို10မိနစ်15မိနစ်ကတ်ထားတဲ့ effect ပေါ့နော်အဲ့ဒီလိုမျိုးသူက3-in-1 formula နဲ့ထုတ်ထားတာပေါ့နော်သူကဒီလိုမျိုးဆွဲဆန့်လို့ရတဲ့ဟာမျိုးလေးပါတယ်ဆိုတော့ဒီ formula ကြောင့်မို့လို့အဓိကဈေးကြီးနေရတာပေါ့နော်ပုံမှန် toner pad တွေမှာကြာဒါမျိုးဆွဲဆန့်လို့မရဘူး pad က pad အတိုင်းလေးပဲဒီနေရာမှာပဲရှိနေမယ်ပေါ့နော်သူ့ရဲ့ဒီအထဲမှာထည့်ထားတဲ့ essence တွေပေါ့နော်ဒီ essence ကိုလည်းသူကဒီ toner pad ထဲမှာကြကြလေးထိန်းထားနိုင်အောင်လို့ဒီကောင်ကိုသူက3 layer နဲ့ထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပုံမှန်ထပ်ပို့ပြီးတော့ဈေးကြီးရယ်အဲ့တော့ဒီထဲမှာဘာတွေပါလဲဆိုရင် main ingredient ကျတော့ဒီ baku chai လို့ခေါ်တဲ့အဲ့ဒီ ingredient ကတော့ main ပေါ့နော်သူကဘာလုပ်ပေးရလဲဆိုတော့ cell တွေနဲ့တွားပြီးတော့သူက stimulate လုပ်ပေးတယ်အဲ့ဒါကြောင့်မို့လို့ collagen အရန်လုံဆော်မှုအားကောင်းတယ်ဆိုတော့ဒီ wrinkle ရှိရဲ့သူလေအရေးအကြောင်းတက်တာခြင်းနဲ့ဆိုလို့ရှိရင်ဒီဟာကိုသုံးလို့ရတယ်နောက်တစ်ခုသူ့မှာဘာတွေပါမလဲဆိုတော့ rice farming ဒီfiltrate ပါမယ်ပေါ့နော် rice farming ကကြာတော့ဒါကိုရီးယားတွေကတော့ထုံးစံတိုင်းဆန်နဲ့လုပ်ထားတဲ့ ingredient ပေါ့နော်အဲ့ဒါကတဘာဝအတိုင်းပဲဆိုတော့ဒီဟာပါတယ်niacinamide ပါမယ်ပြီးရင် gluta ပါမယ် gluta ကကြတော့အမဲဆက်တွေအမာရွက်တွေကိုရှော့ချပေးပြီးတော့သိကြတဲ့အတိုင်းပဲအသားပို့ပြီးတော့ဖြူစေရဲအသားကိုပို့ပြီးတော့ brighten ဖြစ်စေရဲပေါ့နော်ဆိုတော့ niacinamide ကကြတော့အစီကိုထိန်းပေးရဲပြီးတော့အမဲဆက်တွေကိုရှော့ချပေးရဲနောက်အဲ့ဒီခုန rice farming ငါကြတော့ပို့ပြီးတော့ soothing ကိုကောင်းစေရဲပေါ့နော်အသားရည်ပို့ပြီးတော့ဆူဆူပြပြလေးဖြစ်စေရဲဆိုတော့ဒါသူ့မှာပါတဲ့ ingredient တွေပဲဆိုတော့ဒီဟာကဘာကြောင့်မို့လို့တခြားတိုနာပတ်တွေထပ်ပို့ပြီးတော့ glow တယ်လို့နာမည်ကြီးနေရတယ်ဆိုတော့အဖြေကဘာလဲဆိုတော့သူ့မှာ silicone ပါတယ်အဲ့ဒီ silicone ကလေသူကပြောရလို့ရှိရင် Shelly တို့ဒီဟိုပါပေါ့နော် botox ထိုးတယ်လို့မျိုးပေါ့နော်ထိုးချင်းမှာ effect ကတခါတည်းဗျန်းဆိုပြီးတော့အဲ့လိုမျိုးမျက်နှာပေါ်မှာတလွာအုပ်လိုက်တယ်လို့မျိုးအဲ့ဒီ effect ကိုဖြစ်သွားစေရဆိုတော့အဲ့ဒီ silicone ကကြတော့သူကတလွာပပလေးပေါ့နော် mine silicone လောက်ပဲကိုသူကတင်ထားတယ်ဆိုတော့အဲ့ဒီတင်ထားတဲ့ဟာမှာကဘယ်လိုမျိုးတက်ရောက်မှုရှိလဲဆိုတော့ Shelly တို့ခုနကတော့သုံးထားတဲ့ဒီ ingredient တွေအကုန်လုံးကမျက်နှာထဲမှာစိတ်ဝင်နေပြီးတော့သူကတခါတည်း lock လောက်ချပေးလိုက်တယ်ပေါ့နော် lock လောက်ချလိုက်ပြီးတော့မှမျက်နှာကိုလုံးဝပြောင်းသွားပြီးတော့အပေါ်ကနေပြီးတော့တစ်ထပ်တင်လိုက်တစ်ထပ်အဲ့လိုအုပ်ချလိုက်လို့မျိုးဖြစ်သွားတော့ make up တွေပါလိမ့်လို့ရှိရင်လည်းမျက်နှာကအဲ့လိုထွက်တွေဖြစ်တော့ဘူးပြီးရင်ဟိုမျိုးခေါ်မလဲblemish ကို short ချပေးလိုက်တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်အပေါ်ကနေတစ်ထပ်အဲ့လို primer လေးအုပ်လိုက်တယ်လို့မျိုးဆိုတော့ဒါကြောင့်မို့လို့လဲသူကအဲ့လိုမျိုးဝင်းပြီးတော့ glow ပြီးတော့အဲ့လိုတကယ်ကိုရီးယားမတွေလေးမျက်နှာမှာအဲ့လိုမျိုးတစ်ထပ်အဲ့လိုမျိုးဒီမှာကြည်ပြီးတော့ပြောင်းသွားစေရဲ့ effect မျိုးပေါ့နော်အဲ့ဒါမျိုးပါတယ်ဆိုတော့ကောင်းကျိုးကဘာလဲဆိုတော့ dry skin တွေအတွက်အရန်ကောင်းကျိုးရှိရယ် dry skin သမားကျတော့အရန်ရည်တဲ့ခန်းချောက်တာလွယ်တဲ့အတွက်ကြောင့်မို့လို့ तू အဲ့လို silicone နဲ့ lock လောက်ချလိုက်တဲ့အတွက်ခုနကတော့သူ့မှာပါတဲ့ ingredient တွေအကုန်လုံးကလည်းမျက်နှာထဲမှာထိန်းထားပေးနိုင်တယ်အဲ့ဒီ silicone ကြောင့်မို့လို့ပဲ तू ကဒီလွယ်နဲ့ခုနကတော့ hydration တွေကအကုန်လုံးမပြောက်သွားတော့ဘူးပေါ့နော်ဒါပေမဲ့နောက်တစ်ခုကဘာလဲဆိုတော့အစီပြန်တဲ့သူနဲ့ acne ရှိတဲ့သူလုံးဝသုံးလို့အဆင်မပြေဘူးဆိုတော့ဘာကြောင့်မို့လို့သုံးလို့အဆင်မပြေရဆိုအစီပြန်တဲ့သူနဲ့ဒီ acne ရှိတဲ့သူတွေမှာကငကိုယ်တွေကမှခန္ဓာကိုယ်ထဲမှာစီဘားထုတ်လုပ်မှုများတယ်ပြောရရင်တော့အစီထုတ်လုပ်မှုများတဲ့အတွက်ကြောင့်မို့လို့ဒီ silicone ကလာပြီးတော့ပိတ်လိုက်တဲ့အချိန်မှာအဲ့ဒီအစီတွေကအပြင်ကိုမထွက်နိုင်မဲနဲ့ဒီထဲမှာပိတ်မိနေပြီးတော့အဲ့မှာဝက်ချန်တွေပိုဖြစ်စေရပါတော့ဆိုတော့အစီရှိရတဲ့သူနဲ့ဒီ acne ရှိရတဲ့သူတွေအတွက်ကကြောင့်အရန်အနေများလို့နေဒါပေမဲ့ဒီဟာကိုသုံးပြီးတော့ဘာဖြစ်လို့ချက်ချင်း break out တွေဖြစ်မလားလဲဆိုလို့ရှိရင်ကြတော့ပုံမှန်ဒီ Shelly တို့ဆိုရင် dry skin သမားပေါ့နော် dry skin သမားမှာကြာရေဓာတ်လိုအပ်တဲ့အတွက်ကြောင့်မလို့ရေဓာတ်ကိုထိန်းထားပေးနိုင်တယ် okay ဒါလည်းကောင်းတယ်နောက်တစ်ခုကသူ့မှာဘာပါသေးရလဲဆိုတော့ဒီ salicylic နဲ့ glycolic acid ပါတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီ acid တွေကကြာတော့ပုံမှန်တခြား ingredient ဒီ product တွေလိုမျိုးပြင်းပြင်းကြီးပါတာမဟုတ်ဘူးသူက mine လောက်ပဲနည်းနည်းလေးဥမာသူများမှာ 2% 3% ပါရင်သူ့မှာက 0.5 လောက်ပဲပေါ့နော်ပပလေးထည့်ထားမှသူကခုနကတော့ထွက်လာတဲ့အစီကိုအဲ့ဒီ salicylic နဲ့ glycolic နဲ့ပြန်ဆုပ်ယူလိုက်ပေးရဲ့အတွက်ကြောင့်မို့လို့ရေပဲထိန်းပြီးတော့ကြံခဲ့တာပေါ့နော်ဆိုတော့အဲ့တော့ကြောင့်မို့လို့ break out ကအကြီးအကျယ်ဖြစ်တာမျိုးမရှိဘူးဒီ dry skin သမားအတွက်ကအဆင်ပြေတယ်ဒါပေမဲ့အစီပြန်တဲ့သမားကြတော့အစီကငကိုတွေကမှကိုယ့်ရဲ့ skin ကအရန်ထုတ်လို့မှုများတဲ့အတွက်ကြောင့်မို့လို့ဒီ silicone နဲ့အပေါ်ကနေလာအုပ်လိုက်တဲ့အချိန်ကျတော့ပို့ပြီးတော့ပိတ်မိနေပြီးတော့ထွက်เสียရလည်းမရှိရော acne ထွက်တာမျိုးဖြစ်တာပေါ့နော်ဆိုတော့
glow ကချင်းအကြောင်းတရားကတော့အဲ့ဒါကြောင့်ပဲဆိုတော့ဒီဟာကိုသုံးရင်အကြာကြီး glow မှာလားခဏလေး glow မှာလားဆိုရင် Shelly အတွက်ကတော့မနက်ကသုံးရင်ညအထိ glow ပါတယ်ညသုံးရင်နောက်တစ်နေ့မနက်အထိ glow ပါတယ်ဒီထိုနာဘက်က glow တယ်ဆိုတာတနာတယ်နော်ဒီသုံးခုကိုသုံးကြည့်လိုက်လုံးဝပြောင်းတင်းပြီးတော့လေ oh my god တကယ်ကိုလေ aesthetic clinic ကနေပြန်လာတဲ့အချိန်မှာဖြစ်တဲ့အဲ့ဒီလိုမျိုး effect မျိုးကိုရတာပေါ့နော်ဒီ set ထဲမှာအကျန်းဆုံးပြောပါဆိုရင်တော့ဒီကောင်ပဲပေါ့နော်သူက Regent Crystal Ampoule လို့ခေါ်တယ်ဒီဟာက first step အနေနဲ့သုံးရတာပေါ့နော်ဘာကြောင့်မလို့အရန်ကျန်းနေလို့ပြောရလဲဆိုတော့သူ့ရဲ့ ingredient က normal skin care တွေမှာတွေ့ရတဲ့ဟာမျိုးမဟုတ်ဘဲနဲ့လုံးဝ intensive ဖြစ်တဲ့ complex ဒီ peptide တွေကိုသုံးထားတာပေါ့နော်အရန်ကို ingredient ကအားကောင်းလို့ Korean market မှာဘယ်လိုတော့ညှိုးကြတယ်လဲဆိုလို့ရှိရင်လေ Botox ဒီ Botox ဆေးကိုတဲ့ဒီပလင်းထဲမှာလာထည့်ထားသလိုမျိုး effect ကိုကပြင်းနေတယ်ဆိုပြီးတော့ပြောထားတာပေါ့နော်ဆိုတော့အဲ့လိုမျိုးညှိုးကြတယ်တကယ်လဲသူကဘာအတွက်ကောင်းလဲဆိုတော့ fine lines တွေအတွက်ကောင်းတယ် wrinkle ရှိရတဲ့သူတွေ anti aging အတွက်ပေါ့နော်လုံးဝအရေပြားကိုတင်းပြီးတော့တခါတည်း farmers ဖြစ်သွားသလိုမျိုး Botox ထိုးလိုက်သလိုမျိုး effect မျိုးကိုသူကပေးတယ်ဆိုတော့ဒီဟာကလေအစီလဲပမာဏအရန်များတယ်ပေါ့နော်ဆိုတော့ဘယ်လိုလူမျိုးတွေသုံးရမလဲဆိုလို့ရှိရင်အဓိကအရေးကြောင်းရှိတဲ့သူတွေအသက်အရွယ်ကြီးတဲ့သူတွေပေါ့နော်အဲ့လိုမျိုးအသားကြီးရော်ရွယ်လာပြီဆိုလို့ရှိရင်ဒီဟာကိုသုံးလို့ရတယ်သူကအရန်ကိုကောင်းတဲ့ ingredient ဒီ peptide ingredient တွေပါတဲ့အတွက်ကြောင့်မို့လို့ဒီ cell အတွင်းထဲအထိကိုပါသူကထိုးဖောက်ဝင်နိုင်တယ်ပေါ့နော် cell တွေနဲ့တခါတည်း connecting ဖြစ်သွားပြီးတော့ဒီcell repairing အတွက်လည်းကောင်းတယ်ပြီးတော့ကြာဒီ collagen လှုံ့ဆော်မှုအတွက်ကိုလည်းအားကောင်းစေရဲ့အတွက်ကြောင့်ဒီဟာကတကယ် Botox ကိုဒီပလင်းထဲမှာလာပြီးတော့ဆေးအနေနဲ့ထည့်ထားသလားမှသူကတင်စားပြီးခေါ်ယူရတယ်ပေါ့နော်ဆိုတော့အရန်ကိုမျက်နှာတင်းရင်သွားစေရဲ့ပြီးတော့နောက်တစ်ခုကတော့ဒီဟာပေါ့နော်ဒါကတော့ step 2အနေနဲ့သုံးတာသူ့မှာကျတော့ဒါ Shelly ခုနကပြောတဲ့ဒီဟိုပါပေါ့နော်ထိုနာပက်လိုမျိုးပဲသူကကြတော့ ingredient ကအကုန်လုံးတူတူပဲဆိုတော့ဒီဟာကိုကြတော့သူထိုနာပက်အနေနဲ့မဟုတ်ဘဲနဲ့ serum ပေါ့နော်ဒီကတော့ serum ဒုတိယအဆင့်အနေနဲ့သုံးထားတာဆိုတော့ဒီဟာတော့တိတ်ပြီးတော့ရှင်းအဝေးပြောပြစီရမလို့တော့ဘူး gluta ပါမယ်ပြီးရင် niacinamide ပါတယ်ပြီးတော့သူ့မှာ bakuchiol ဆိုရဲဒီဟိုပါပေါ့ main ingredient ကတော့ဒါပါမယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဒီဟာလေးကတော့ serum အနေနဲ့သုံးတာသူ့ကြီးပဲသုံးမယ်ဆိုရင်တော့အသားဖြူမယ်ပြီးရင် brighten ဖြစ်ပြီးတော့အမဲဆက်တွေအမရွက်တွေတက်တာမယ်ပေါ့နော်အဲကြောင့်အရန်အန်နေများတယ်ဘာကြောင့်လဲဆိုတော့သူ့မှာကအဓိက main ingredient ကလေသူကအစီ5မျိုးကိုသုံးမှထည့်ထားတာပေါ့နော်အစီ5မျိုးကဘယ်လိုမျိုးအစီရလဲဆိုတော့ jojoba တို့ macadamia တို့အဲ့ဒီလိုမျိုးဒီ green tea တို့ကရတဲ့တဘာဝအစီအနှစ်5မျိုးကိုသူကဒီထဲမှာထည့်ထားတယ်ဆိုတော့အရန်အစီအနှစ်အရန်များလို့နေလိမ့်လိုက်လို့ရှိရင်လေလို့ပြည့်ပြီးတော့လေသူက sleepy mask ပုံစံမျိုးနဲ့သုံးတာပေါ့နော်ဆိုတော့ဒီမှာ Shelly တစ်ခါလိမ့်ပြမယ်မျက်နှာမှာအဲ့လိုအကြာကြီးသူက hold လုပ်ထားပြီးတော့မှအဲ့ဒီအစီတွေကိုထိန်းထားတော့ပြောရရင်တော့ရေဓာတ်ကိုအရန်ထိန်းထားနိုင်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အသား၆တဲ့သူတွေအတွက်အရန်အဆင်ပြေတယ်ဒါပေမဲ့ဘလူတွေအတွက်မသုံးလို့အဆင်မပြေဘူးလဲဆိုတော့ဝက်ချန်ရှိရဲ့သူနဲ့အဲ့ဒီစားဝက်ချန်ရှိရဲ့sorry ဒီဟိုပါပေါ့ sensitive skin သမားတွေသုံးလို့အဆင်မပြေပါဘူး sensitive skin သမားတွေကကြတော့လေသူကရေမွေးလိုမျိုးလေးပါတယ်အနံ့ကလည်းပါတယ်ဆိုတော့ရေမွေးနဲ့အဆင်မပြေဘူးနောက်ပြီးတော့ကြတော့ဒီအစီတွေကအရန်ကို block ဖြစ်လွယ်တဲ့ oily skin သမားတွေပြီးရင်မျက်နှာမှာဝက်ချန်တွေရှိရသူဆိုရင်ဒီဟာသုံးလို့လုံးဝအဆင်မပြေပါဘူးအစီကိုတစ်ခါလေးသူကဟိုဟာ lock လုပ်ထားလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်မျက်နှာကတော့လုံးဝပြောင်ပြီးတော့အဝေးရပဲကြီးကြီးမှာဗနမိုင်ရပဲကြီးကြီးမျက်နှာကြီးက glow ပြီးတော့ပြောင်တင်းတယ်ဒါပေမဲ့အစီငကိုတွေကကိုကအထွက်ခံရှိရသူဆိုလို့ရှိရင်တော့ဒီဟာသုံးလို့လုံးဝမရပါဘူးเนาะအဲ့တော့သုံးချင်တဲ့သူဆိုလို့ရှိရင် combination skin သမားဆိုလို့ရှိရင်တီစုံနေအောင်မသုံးဘဲနဲ့ဒီလိုမျိုးပါမို့မို့လေးတွေမှာ makeup မလိမ့်ခင်မှာသူဒီဟာကိုလိမ့်ထားလို့ရှိရင် makeup လိမ့်တဲ့အခါကျလို့ရှိရင်တော့ပြောင်ပြောင်လေးဖြစ်ပြီးတော့မျက်နှာလေးကလုံးဝ glow နေတာပေါ့เนาะအခုဒီမှာတစ်ခါလေးကြည့်လိုက် Shelly ဒီဟာ3ခုကိုသုံးထားတာဆိုတော့ toner ဒီလိုမျိုး toner pad ထက်ဒီ3ခုက3စားလောက်ပို့ပြီးတော့အနည်းတင်ပို့ပြင်းပါတယ်